Hello မင်္ဂလာပါကျွန်တော်ရဲ့ DVO file လေးကိုလည်းမျှဝေပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအထက်ကကြားတဲ့ကျွန်တော်ပြောနေတဲ့ဗီဒီယိုတိုင်းကိုကျွန်တော်ကဒီတန်ဖိုးရှိစေခြင်းနဲ့နားထောင်ပြီးတဲ့သူလည်းရစေခြင်းနဲ့ကျွန်တော်တို့မြန်မာပြည်မှာယနေ့ကမ္ဘာကြီးမှာမြန်မာပြည်ကကျန်းမာရေးအဆင့်တန်းက193နိုင်ငံမှာ190ကျော်ထဲမှာမြန်မာကဥဆောင်နေတယ်ကျန်းမာရေးအဆင့်တန်းအနှိမ့်ဆုံးထဲမှာနံပါတ်က1တောင်မချိတ်ပေမဲ့1မချိတ်ပေမဲ့1နားကိုရောက်နေတယ်193မှာ190ကျော်ဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော်ကဒီအဆိုင်ဦးလန်းချောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတော့လူတွေကဆိုင်ဦးလန်းချောင်းကိုပြောတာဒီဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်အဆိုင်ဦးလန်းချောင်းကျွန်တော်ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက်ပိုင်းတိုင်းမှာကျွန်တော်ပြောင်းလဲခဲ့တယ်လို့ကျွန်တော်ပတ်ဝန်းကျင်ကလူတွေလည်းကျွန်တော်တန်းတန်တဲ့လောက်တော့ကျွန်တော်ပြောင်းလဲဖို့ကျွန်တော်ကူညီတယ်ပေါ့နော်အခုကျွန်တော်ဖုံးလာတဲ့လူတိုင်းကိုလည်းကျွန်တော်ဖုံးတန်းနိုင်တဲ့လောက်ကျွန်တော်ဖြည့်ပေးတယ်တချို့မကင်နိုင်တဲ့ဖုံးတွေအခြေအနေအကြောင်းတော့ရှိနိုင်တယ်ပေါ့နော်ကျွန်တော်ဖုံးမကင်ဘူးဆိုတာမရှိဘူးဒါကျွန်တော်သစ္စာမှန်လို့သစ္စာတရားပါသစ္စာစကားလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအဆိုင်ဦးလန်းချောင်းလို့လူတွေကိုပြောပြတဲ့အခါမှာအဆိုင်ဦးလန်းချောင်းကဘယ်လောက်တောင်အရေးကြီးတယ်လဲဘာဖြစ်လို့အရေးကြီးတာလဲဆိုတဲ့ဟာကိုလူတွေကိုသိစေချင်တယ်အဲ့ဒီ information ကလူတိုင်းအတွက်ဖြစ်တယ်အဆိုင်သမားတယောက်တည်းကြောင့်ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောတဲ့ information ကအဆိုင်ဦးလန်းချောင်းသမားတယောက်တည်းလို့လူတွေထင်နေကြတယ်ကျွန်တော်တွေ့ထားတဲ့အချက်လက်အကုန်လုံးဒီအဆိုင်ဦးလန်းချောင်းအတွက်ပြောနေတာမဟုတ်ဘူးလောကအားလုံးအတွက်ပြောနေတာအဆိုင်ဦးလန်းချောင်းဒီယောဂအားလုံးနဲ့ဆက်ဆက်နေတယ်ဆိုတာကိုကျွန်တော် information ပေးချင်တာကျွန်တော်ဒီအဆိုင်ဖြစ်တယ်ဆံပြုတ်စာတွေ့တူနေခဲ့တယ်နှလုံးတွေခုန်မြန်နေကြက်တယ်မောတယ်ဆွေးစည်းတွေတညာလုံးသွားတယ်သွေးတွေတိုးတယ်ခုနပြောတဲ့ကြောကုန်းတွေအောင်းတယ်နှလုံးတွေကြက်တာမောတာတွေနောက်ပေါက်တွေပေါက်လာတယ်နောက်အဆုပ်တွေပွားလာတယ်ကျွန်တော်ယောဂအားလုံးဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်အဲ့ဟာကိုဆေးတွေတောက်ရင်းနဲ့ကျွန်တော်ဆေးပြားကတဖြည်းဖြည်းဘူးနဲ့ချင်တောက်အောင်မလို့တဖြည်းဖြည်းဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်ယောဂကပျောက်လာဆိုလဲကျွန်တော်မခံစားဘူးပျောက်တယ်အဲ့ဒီလိုဖြစ်နေတာကနေပြီးတော့ကျွန်တော်ဒီနေ့ lifestyle change လိုက်တဲ့ချိန်မှာကျွန်တော်ယောဂအားလုံးအရှင်းကူပျောက်သွားပြီကျွန်တော်ဘာဆေးမှဒီနေ့တောက်ဆရာမလိုတော့ဒါဆိုရင်ကျွန်တော်ဘာလုပ်ခဲ့တာလဲကျွန်တော် lifestyle change ခဲ့တာအဲ့ဒီ lifestyle ကဘယ်လောက်တောင်အရေးကြီးတယ်လဲဘယ်လိုယောဂတွေနဲ့ဆက်ဆက်နေလဲလူတိုင်းသိရင်ပူကောင်းတာပေါ့ကျွန်တော်တို့လူတိုင်းသိတဲ့ကိစ္စဖြစ်သွားတာလေဘာဖြစ်လို့လဲလို့ဆိုတော့ကျွန်တော်အဓိကရှင်းရှင်းလင်းလင်းပြောပြရရင်ကျွန်တော် information တစ်ခုပေါ့ကျွန်တော်ပြောပြမယ်မင်းသမီးတက်မုံမြင့်ဟာကျွန်တော်တို့ဒီနေ့ auto immune ယောဂဖြစ်နေတယ်အရေးအလေးပဲနာလို့ပြောတယ်မင်းသမီးတက်မုံမြင့်ရဲ့ interview တစ်ခုကိုကျွန်တော်ရှာပြီးတင်ပေးမယ်သူဘာဖြစ်ခဲ့လဲလို့ဆိုတော့အစာအိမ်ဦးလန်းချောင်းယောဂဖြစ်ခဲ့တယ်သူ့ကို interview တစ်ခုကမေးမင်းသမီးပိန်သွားတယ်ဘာဖြစ်လို့လဲဘာညာနဲ့ပြေးလဲပြီးတော့ဟုတ်တယ်တဲ့ကျမတဲ့အဆိုင်ဖြစ်နေတယ်တဲ့အဆိုင်ယောဂဖြစ်နေပါတယ်တဲ့ဆိုတော့အဆိုင်ယောဂကစတယ်ဒီနေ့ auto immune ကဖြစ်နေတယ်အဲ့တော့ယောဂအားလုံးဒီအစာမကြေခြင်းကယောဂအားလုံးဒီအဆိုင်ဦးလန်းချောင်းကဟုတ်တယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ information တစ်ခုလုပ်ကြည့်အောင်တွေးကြည့်ကြရအောင်ကျွန်တော်အတူလိုက်တွေးကြည့်လိုက်စီးချိုသမားတွေအခုဆရာဝန်တွေပြန်ပြောနေတယ်သူတို့က information တော့ပေးတယ်ဒါပေမဲ့လူနားလေအောင်မပေးတယ်လို့ဖြစ်နေတာ prebiotic fiber ကိုများစားပါဒါပေမဲ့အသီးရွက်များစားပါလို့ပြောတယ်အသီးရွက်ဒီ prebiotic fiber လို့ခေါ်တယ်အဲ့ fiber prebiotic ကကျွန်တော်တို့ဦးလန်းချောင်းကိုဘယ်လိုအလုပ်လုပ်ပေးတယ်လဲဆိုတော့အဲ့ဒီ fiber prebiotic ကခုနပြောတဲ့ကောင်းတဲ့ bacteria လေးရဲ့အစာဖြစ်နေဝင်တာအဲ့ prebiotic fiber ဖြစ်တယ်နော် prebiotic ကျွန်တော်ပြောနေတဲ့ prebiotic ဖြစ်တယ်အဲ့တော့အသီးနှံများစားပါထမင်းမှာဘာလုပ်လဲလေးပုံပုံရင်တစ်ချမ်းကအသီးရွက်တစ်ချမ်းကအသားတစ်စိတ်ကအသားနောက်တစ်စိတ်ကထမင်းလို့ပြောတယ်ဆိုရင် prebiotic များစားပါလို့ပြောတာပဲတတိအားဖြင့် prebiotic fiber များစားပါနောက်ပြီးတော့အဲ့ဒါဆိုရင်စီးကျူ control လုပ်နိုင်မယ်ဒါဆိုရင်ဟုတ်ပြီနောက်ပြီးတော့ကြောက်ကက်သမားကိုအငံနေမစားပါနဲ့အဓိကအငံနော်အငံမစားပါနဲ့အငံဒီကြောက်ကက်သမားလည်းအငံနေမစားခိုင်းဘူးတွေးလို့သမားလည်းအငံမစားခိုင်းဘူးယောဂအလုံးဘလို့ဆက်နေလဲဆိုတော့နှလုံးသမားလည်းအငံမစားခိုင်းဘူးဒါပေမဲ့အဲ့ဒီအငံနေစားလိုက်တာဒီနေ့အငံစားလိုက်တယ်ကျွန်တော်ငပိင6တွေနဲ့စားလိုက်တယ်ဒီနေ့သွေးတွေတိုးနေတယ် okay right ဘာကိုသွားပြင်တာလဲဦးလန်းချောင်းလေးကိုထည့်တာအဲ့အငံစားလိုက်တာဦးလန်းချောင်းလေးရောက်သွားတာအဲ့ဦးဝါဆုပ်ပြီးလို့အဲ့အငံကသွေးကြိုးလေးကိုရောက်လာတာအဲ့တော့အငံကျွန်တော်ပိုင်းပေးနေတဲ့ life science ဆိုတာအဲ့ဒီမှာတော့ပါနေတယ်အဲ့တော့စီးကြိုပဲဖြစ်ဖြစ်သွေးတိုးပဲဖြစ်နှလုံးပဲဖြစ်ဖြစ်ကင်ဆာပဲဖြစ်ဖြစ် auto immune ယောဂပဲဖြစ်ဖြစ်အရာအားလုံးကိုပြန်ကောင်းခြင်းအဓိကဘာလို့ရမလဲ information ဒီ lifestyle ချင်းရမယ်အဲ့ lifestyle ဆိုတဲ့နေရာမှာကျွန်တော်ပိုင်းပေးနေတဲ့အစားတောက်တာစားရင်အဲ့ဒီ96ပါပြန်ပြောက်လာလိမ့်မယ်ဘာဖြစ်လို့လဲကျွန်တော်အခုသွေးပေါ်မချင်းရတာနည်းနည်းလောက်ရှိသွားပြီအဲ့ရှေ့မှာကျွန်တော်က
စံပြုတ်စားပြီးသွေးတိုးနေတာလို့ကျွန်တော်ပြောပြပြီမယုံရင်ကျွန်တော်ကြားကွက်တစ်လမ်းမှာတော်ဝင်ဈေးကန်းရှိတယ်ကြောင်မြောင်းတာမွေမှာအဲ့ဆရာကိုကျွန်တော်တောင်းပြီးကျွန်တော်မနေ့တိုင်းမိုးလင်းတာနဲ့အဲ့ဆရာစီကိုရောက်ခဲ့ရတယ်ဆရာကသွေးတိုးကြစီကိုတက်တက်လုံးတောက်ရမယ်လို့ပြောတယ်ကျွန်တော်ဒီနေ့တစ်ခွက်တောင်မတောက်ရတော့ why ဘာဖြစ်လို့လဲကျွန်တော် lifestyle ချင်းခဲ့တာအဲ့တော့အခုပြောနေတဲ့လူတွေကကျွန်တော်က11 tiso လို့ဘာဖြစ်တာလဲလို့ခင်ဗျားတို့ဦးလန်းချောင်းပဲဆိုင်ဦးလန်းချောင်းပဲကြောက်ကဖြစ်တဲ့လူတွေ interview တွေတချို့စကားတွေမှာပြောနေကြတယ်သူတို့သွေးတိုးလို့တဲ့နောက်ပြီးဘာဖြစ်လဲသူတို့အစာမကြေတယ်လို့ဖြစ်တယ်တို့ဒီနေ့တောင်းတာတို့ဘိုက်တွေမအီမလဲဖြစ်တယ်တို့အဲ့ဒီကနေစတယ်တဲ့အဆိုင်ဦးလန်းချောင်းပဲလေဆိုင်ဦးလန်းချောင်းကိုကောင်းကောင်းပြန်မပြုတ်ပြင်ခဲ့ဘူးလေကြောက်ကပြတ်သွားတယ်ခုနပြောတဲ့စီးချိုဖြစ်လာတယ်အဆိုင်ဦးလန်းချောင်းမဲစတာဆိုင်ဦးလန်းချောင်းလေးကိုအချိုးတွေအများကြီးစားလို့ဖြစ်သွားတယ်နာတာရှိကဘာမှာနာတာရှိယောဂဘေယောဂကုလို့ရတယ်အဆိုင်ဦးလန်းချောင်းလည်းနာတာရှိတတ်မှတ်တယ်ကုလို့မရဘူးလို့ပြောတယ်သွေးတို့နာတာရှိပဲကုလို့မရဘူးနှလုံးနာတာရှိပဲကုလို့မရဘူးစီးချိုနာတာရှိပဲကုလို့မရဘူးထိန်းထားတဲ့ဆေးတွေပဲပေးထားတာသူတို့ထုတ်တဲ့ဆေးတွေအားလုံးထိန်းထားတဲ့ဆေးတွေပဲဒီဆေးတွေတော့လျှောက်တောင်းနေရမယ်လို့ပြောတာပဲလေအဲ့ဒါကိုကောင်းတဲ့ဆေးကဘာမှလဲဝဲဘာမှလဲကောင်းတဲ့ဆေးကအဲ့ဒီအစားတောက်ပဲအသီးနှံကများစားရမှာအဲ့ probiotic ရဲ့အစာကအဲ့ fiber ပဲ prebiotic ပဲကျွန်တော်ရာကွန်စီရက်ကိုပြောနေတာရာကွန်စီရက်စားပြီးတော့ကောင်းတဲ့လူတွေအများကြီးဖြစ်လာတာသူ့မှာ prebiotic ပါလို့ကျွန်တော်အသီးရွက်တွေများမစားတဲ့လူကဒီရာကွန်စီရက်ကိုတောက်ပြီးတော့မှချက်ချင်းပြန်ပြီးတော့အစာရင်သမားတွေကောင်းလာတယ်ဆိုတာအဲ့ပြဿနာရဲ့အစာပဲကျွန်တော်အဖြေပါထုတ်ပေးနေတာ prebiotic ပဲဒါကမစားနိုင်တဲ့လူတွေစားလို့ကျွန်တော်ပြောလိုက်တာစားကြည့်အကျိုးမြတ်ဖြစ်ပဲဘာဖြစ်လို့လဲ prebiotic ကိုအသီးရွက်ကမစားနိုင်ရင်လောလောအစာမကြေသေးဘူးပြောတဲ့လူအနှစ်လေးတွေစားပြီကျွန်တော်ပြောတာမပြောသေးစားထော့ပတ်သေးစားအဲ့ဒါပြီးဖြစ်ပြန်တယ်တစ်ဖက်က probiotic ပြန်ဖြစ်ပြီးတယ်ကောင်းတဲ့ဘက်တီးရီးယားဦးလန်းချောင်းမှာနေရင်အဲ့ဒီ96ပါးယောဂဝင်လာမှာပေါ့အဲ့ဒီဟာအဲ့လင်းနှစ်ခုကိုကျွန်တော်ဖြတ်တောက်နိုင်နေဆိုရင်အဲ့ယောဂတွေအကုန်ကောင်းနေပြီလေကင်ဆာယောဂဖြစ်တဲ့ရာကွန်စီရက်တောက်လို့ရတယ် probiotic နေ့တိုင်းပြန်စားပြီအဲ့ဒီလိုမျိုးပေါ့အဲ့ဒါ prebiotic fiber ဖြစ်တယ်လေတစ်ဖက်က pro ဖြစ်နေရလေကျွန်တော်ပြောတဲ့ information မှာယောဂအားလုံးကအဲ့ဒီ connection ပဲတွေးတိုးတယ်ဘေးထက်ထည့်တာလေတွေးလာတိုးတယ်ဒီနေ့ကျွန်တော်အငံစားလိုက်လို့တိုးတယ်ဦးလန်းချောင်းလေးပဲထည့်လိုက်တာပဲဒီနေ့အချိုစားလိုက်တယ်စီချိုတွေတက်နေတယ်ဘာစားလဲအချိုစားလိုက်လို့ဖြစ်တာပဲဦးလန်းချောင်းနဲ့ဆက်တယ်အဲ့ဦးလန်းချောင်းပြင်တဲ့ဆေးဆိုတာမရှိဘူးဦးလန်းချောင်းပြင်ဖို့အတွက်က prebiotic probiotic ဆိုအဲ့အစားအသောက်တွေနဲ့ပြန်စားရမှာအကန်ဆာဖြစ်တယ်ဒါပဲစားရမှာဒီဝဲပြန်စားပြရမှာစီနဲ့ကြော်တာဗမာပြည်ကစီကိုရေချိုးဆေးရုံးမီးလုံဆိုတဲ့လူမျိုးတွေစီတွေအတကုံစားတယ်သူတို့ကျမ်းမာတဲ့နိုင်ငံတွေမှာစီကဘလောက်မှမစားဘူးသူကကင်စားတယ်ကျွန်တော်အခု air fryer နဲ့ကြော်စားတာလေကျွန်တော်စီကိုလည်းငကူတွေကကျွန်တော်အများကြီးမစားတဲ့လူကျွန်တော်မဝဘူးဆိုတာအဲ့လိုဆက်ဆက်နေတာကျွန်တော်ဝမှာမဟုတ်ဘူးကျွန်တော်စားတောက်နေထိုင်မှုအကောင်ဟာကျွန်တော်ကပြန်ဝတဲ့ဟာဘာမှမပေါ့စီလဲကျွန်တော်ကောင်းကောင်းစားတာမဟုတ်ဘူးကျွန်တော်အသီးရွက်များစားတယ် prebiotic ဝိတ်ချပြီးသား probiotic ဝမ်းချပြီးသားကျွန်တော်ဝိတ်ချတဲ့ program အောင်ဆွဲပေးလို့ရတယ်အဲ့လူတွေအကုန်ဝိတ်ချလာလိမ့်မယ်ဝိတ်ချနေတဲ့လူတွေပတ်စံတွေပေးပြီးသွားလုပ်နေကျွန်တော်အလကားဆွဲပေးလိုက်အောင်မယ်ဘာမှမဟုတ်ဘူး probiotic စားဝိတ်ပြန်ကြအောင်မှာ pro လဲစားဝင်းပြောင်းဒါပေမဲ့အစာရင်သမားတွေဝိတ်ကြတာမစိုးရိမ်နဲ့အဲ့လိုကြတော့ဒီဟာတွေစားပြီးလို့ကောင်းသွားရင်ခင်ဗျာပြန်စားပြန်ဝလာမှာဒါတွေစားလို့ဟာငါတို့ဝိတ်ထက်ကြသွားမှာမစိုးရိမ်နဲ့ကျမ်းမာဖို့အတွက် pro ကလိုတာအဲ့ဒီစနစ်ကြီးကိုဒါသိရင်ဗျာဒီနေ့ဘာမကျမ်းမာတရားကြီးလဲစီးချိုဖြစ်တယ်ဦးလန်းချောင်းနဲ့ထည့်တယ်အစာရင်ဖြစ်တယ်ဦးလန်းချောင်းနဲ့ထည့်တယ်ကင်ဆာဖြစ်တယ်ဦးလန်းချောင်းနဲ့ထည့်တယ်အသေးဖြစ်တယ်ဦးလန်းချောင်းနဲ့ထည့်တယ်အဲ့ဒီပိုးတွေကခဏမေ့ထားလိုက် forget it ဒါပေမဲ့အဲ့ဒီအစားအသောက်တွေကိုအရင်ဆုံးဖြည့်ကြည့်ပါဦးပြင်ကြည့်ပါဦးဦးပြင်စရာဆေးသက်မရှိဘူးဒီအစားအသောက်တွေနဲ့ပြင်ခဲ့တာကျွန်တော်ကိုယ်တိုင်ဒီလိုဖြတ်တန်းခဲ့လို့ကျွန်တော်ပြောတဲ့ information မှာအိမ်ထဲမှာရှိတဲ့လူတိုင်းနဲ့သက်ဆိုင်နေတဲ့ပြဿနာဒီနေ့ကမ္ဘာမှာမြန်မာကကျန်းမာရေးအဆင့်တန်းမှာ193နဲ့နောက်ဆုံးရောက်သွားပြီနောက်ဆုံးပြန်တွက်ရင်ကျွန်တော်ထိတ်ဆုံးရောက်နေပြီအဲ့ဒီဟာကကျွန်တော်တို့နေထိုင်စားသောက်မှုကလုံးဝလွဲနေတာကျွန်တော်ရှောင်ခဲ့တာစီနဲ့ကြော်တာရှောင်နေခြေလေးချောင်းသားဗျာကင်ဆာဖြစ်တာကမ္ဘာမှာလေ့လာထားတဲ့အတော့ red meat တွေစားတဲ့လူတွေကင်ဆာဖြစ်တယ်လေဥမာကြီးကင်ဆာဖြစ်တယ်လေရှင်းလေးပဲလေပြင်ချင်းဒီလိုလုပ်ရမှာဒါပဲရှင်းလေးကျွန်တော် pre အသီးနှံတွေများစား probiotic ပုံမှန်ပြန်ဖြစ်ပြီဘယ်သူမှလာပြောမှာမဟုတ် probiotic ဖြစ်တာကိုဆန့်ကျင်နေတဲ့လူရှိသေးတယ်သူတို့မလေ့လာဘူးလေဒီယောဂတွေဖြစ်တာဘာကြောင့်ဖြစ်တာလဲဆိုတဲ့အဖြေကအဲ့ဒီမှာသွားရှိနေတာအဲ့ဒါကိုကျွန်တော်ရှင်းပြတာကိုနားလည်သွားရင်မိသားစုပတ်ဝန်းကျင်မှာဒီလိုစားလို့ရရင်ဒီလိုတာနေထိုင်လိုက်ကြည့်လိုက်ငါးကြော်တွေငါးရီခွန်ကြော်တွေဘာကြော်ညာကြော်တွေရှောင်လိုက်ပါစားကြည့်ပါ96ပါပြန်ပြောက်လာပါလိမ့်မယ်ကျေးဇူးများတင်ပါတယ်